အေးရကြတယ်ကောင်းတယ်ပြီကိုရီနာကိုရီစီရဲ့ကျွန်တော်ပြောခဲ့လို့ပဲဒီလိုအခွင့်အရေးတွေရရင်ကောင်းကောင်းကြီးအဆုံးသတ်တဲ့မြန်မာယူဆဖို့နေဒီချိန်မှာလည်းသူ့ကိုထပ်ပြီးတော့သွင်းပြခဲ့ပြီဖြစ်ပါတယ်ဟိုဘိုင်းနဲ့ဆိုရင်ကျွန်တော်စောပိုင်းတင်ဆက်ခဲ့လို့ပဲမိုက်တယ်ကွာကောင်းရတာဘိုးတော်ဒီမှာဒီဥဆောင်မှုတွေတူတဲ့ဆိုဒီနေ့မှလည်းပြည်သက်တွေတကယ်ကိုလိုချင်နေတဲ့ဥဆောင်မှုတော့ပြည်သားကြီး7မိနစ်ကျော်မှတူခဲ့ပြီဖြစ်ပါလို့ရောမြန်မာယူဆက်ကွန်တွေခွင့်ထဲမှာဖြစ်ဖြစ်များလုံးပြနေကြရလည်းဖြစ်ပါတယ်အေးတယ်ပဲရအောင်ပဲပေါ်အောင်လုပ်တယ်ဒီမှာစီရီယာတင်မဲ့ရှေ့အေးရဝင်လာပြီးအလေထပ်ပေးခွာရုံကြီးပျောက်လိုက်တော့ကွာနေတဲ့အနေထားတော့ပဲစီရီယာတင်ချိန်ပါကိုပြန်ရသွားခဲ့ပြီဟုတ်တယ်ကွာဘောလုံးတော့တက်စစ်က infrared မာတင်ခန်စစ်ကအနည်းငယ်ပေါ်လိုက်တာကွာစိုက်မှုလျှော့သွားတဲ့အနေထားတစ်ခုကနေပဲခြေပါကိုတစ်ခုတော့ပြန်လဲသိမ်းယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ပေါ်လိုက်တာကွာဝေးရ14မိနစ်အကျော်ပါဒီမဲ့တစ်ဖက်9စီနဲ့အပြေရလက်ထိုးပေါ်ထားခဲ့ပြီဖြစ်ပါတယ်ဝေးရဘူးဆိုရင်တော့ရေကုန်ဆရာကြီးနဲ့မမိုးဆက်ဝင်စားတော့ကွာလွတ်ပြီးထားတယ်ကွာအေးဟုတ်ပြီကန်အထူးပိုင်းကိုလေဒါပဲဒါပဲဒါပဲမာတင်ပွဲတော့အကောင်းဆုံးတကြောပြန်ပြီးတော့ဥဆောင်လိုက်ပြီဖြစ်ပါတယ်ဒီနေ့မှာထပ်တူအောင်ပွဲခံဖို့အတွက်ထပ်တူပျော်ရွှင်ဖို့အတွက်သူ့တော်ဝင်တဲ့အထိဒီတိုင်းအားတိုင်းရောက်ရှိနေတဲ့ပြည်သက်တွေအတွက်ဒီနေ့မှာအမောပြေအတွင်းဖို့တော့ထပ်ပြီးတော့ပြင်သွင်းခဲ့ရပြီဖြစ်ပါတယ်ဟုတ်ပါတယ်ပါပြီးတော့ခေါင်းတိုက်ပြီးကိုမြောင်ပွဲပြီးဆုံးဖို့တော်တော်လေးနီးစပ်တဲ့အခိုက်အတန့်မှာပဲစီရီယာတင်နောက်တဲ့ခြေပါဦးတစ်ခုတော့ပြန်လဲရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒါရနော်ဒါလေကိုဟင်းစီရဲ့ကျွန်တော်တင်ဆက်နေတဲ့အချိန်မျိုးမှာပဲ19နှစ်လောက်ဝေးကွာနေတဲ့တကယ်ကိုပြည်သက်တွေရောကစားသမားတွေရောလိုချင်နေခဲ့တဲ့အာရှမလားဝင်ခွင့်အိမ်ဘက်ကတကယ်ပဲဖြစ်လာခဲ့ပြီဖြစ်ပါတယ်ဒါပဲ